Apple shape body ပုံစံကမကြမ်းမာဆုံးတော့ခန္ဓာကိုယ်ပုံစံမျိုးလို့ပြောလို့ရတယ်။ခါအတိုင်း10%တိုးတိုင်းမှာပြင်းမြတည်ဆုံးမှုရာခိုင်နှုန်းက17%မြင့်မာလာတယ်။ဒါတွေမကတည်းဘူးတခြားယောဂတွေရှင်တွဲလာတဲ့အလားအလာအမြင့်ဆုံးသောခန္ဓာကိုယ်ပုံစံမျိုးပဲ။အထူးသဖြင့်ကျွန်တော်တို့စီးချိုယောဂနှလုံးသွေးတို့စတဲ့ကျန်တဲ့တခြားယောဂတွေလည်းအများကြီးရှင်တွဲလာတယ်။ဒီ Apple shape body ပုံစံမျိုးကစီးချိုဖြစ်ဖို့အလားအလာရာခိုင်နှုန်းအမြင့်ဆုံးထဲမှာပါတယ်။အဲဒါကြောင့်မလို့သူ့ကိုစီးချို body shape လို့လည်းပြောကြတယ်။ဒီကနေမှပဲစီးချိုဝင်သွားပြီဆိုရင်ကျွန်တော်တို့ရဲ့အသက်ကို9နှစ်ကနေ10နှစ်တူသွားစေတယ်။အဲကြောင့်ဒီလို body ပုံစံမျိုးပိုင်ဆိုင်ထားတဲ့သူတွေက weight ချအစီမချချင်လဲချရမှာပဲချချင်လဲချရမှာပဲ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရဲ့ဒီကျန်းမာရေးရဲ့ဒီအသက်ကြီးလာတဲ့အခါမှာဒီဒုက္ခမရောက်စေဖို့အတွက်အသက်ပိုရှည်ဖို့အတွက်ကိုချရမှာ။ရေပူရအဖြစ်ဒီ Apple shape body ပုံစံမျိုးကိုဘယ်လိုတတ်မှတ်လို့ရတယ်လဲဆိုတော့မနဲ့အစောထလာတဲ့အခါမှာဘာမှမစားခင်ရေတောက်မယ်အိမ်သာသွားမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီခါအသေးဆုံးနေရာမှာပေကျိုးလေးနဲ့တိုင်းကြည့်မယ်အမျိုးသမီးများ85စင်တီမီတာထက်ကျော်သွားတယ်ဆိုရင်အမျိုးသားများ60စင်တီမီတာထက်ကျော်သွားတယ်ဆိုရင်ဒါဒီ Apple shape body ပုံစံမျိုးလို့သတ်မှတ်လို့ရတယ်ခါအတိုင်းက80စင်တီမီတာကျော်ရင်ကျွန်တော်တို့ရဲ့ဒီဝန်တွင်းဂလီစာပေးပတ်လည်မှာကတ်ထားတဲ့အစီဒီ visceral fat ကျွန်တော်တို့ရဲ့ကျန်းမာရေးကိုဒုက္ခပေးမဲ့ဒီအစီများတယ်ဆိုတဲ့အန်ဒီရကိုကြုံလာရမယ်ဒီ visceral fat ကကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာဘယ်လိုပုံစံမျိုးနဲ့နေလဲဆိုမီးလုံးလေးလိုပုံစံမျိုးနဲ့နေတာခန္ဓာကိုယ်တစ်ခုလုံးမီးလောင်အောင်သူကလှုပ်နေတာဒါပေမဲ့ကျွန်တော်တို့ရဲ့ immune system ဆိုတဲ့အရာကမိတ္တသမားလေးလိုပဲဒီလောင်နေတဲ့မီးကိုနေ့ရောညရောအလုပ်ကို overtime ဆင်းပြီးတော့မှအရင်ကအလုပ်လုပ်ပြီးမှဒီမီးတွေကိုလာငိမ့်ရတယ်ဒီခန္ဓာကိုယ်အတွင်းမှာလောင်နေတဲ့မီးကိုငိမ့်ဖို့ရယ်မိတ္တသမားတွေကိုကူဖို့အတွက်ကျွန်တော်တို့အစားပိုင်းမှာဘယ်လို view site ပေးလို့ရလဲဆိုတာစားနေတဲ့ carbs တွေ refined carbs ကိုလုံးဝ short ချပြီးတော့မှတဘာဝအစားတဘာဝဟင်းဟင်းရွက်တွေတိုးစားမယ်ဥပမာဆန်လုံးညိုပြောင်းဖူးအာလူကစွန်းဦးအုတ်ကြုံတွေခင်းဝါတွေအဲ့ဒါတွေပို့စားပေးမယ်ဟင်းဟင်းရွက်တွေအသားပိုင်းမှာဆိုရင်လည်းငါးတွေနည်းနည်းပို့စားပေးမယ်စီမှာဆိုရင်လည်းဒီကောင်းတဲ့စီတွေကိုသုံးပေးမယ်ဥပမာဒီ avocado oil တို့ olive oil တွေသုံးပေးခြင်းအပြင်စားအသီးတွေစားမယ်ဆိုရင်လည်းဒီချိုနေတဲ့သီးတွေစားပေးခြင်းအပြင်ခန္ဓာကိုယ်ရဲ့ inflammation ကိုလျော့ကျစေတယ်စောအိတ်စောထားတဲ့အကျင့်လုပ်မယ်လမ်းများများရှောက်မယ်လေ့ကျင့်ခန်းလေးပုံမှန်လှုပ်သွားမယ်ဆိုရင်မကြခင်အချိန်တွင်းမှာမိတ်ဆွေတို့ရဲ့ bike ကလေးကလည်းနည်းနည်းလေးလျော့ကျလာပြီးတော့မှ inflammation လည်းတဖြည်းဖြည်းနဲ့လျော့ကျလာလိမ့်မယ်ခန္ဓာကိုယ်ရဲ့ inflammation လျော့ကျအောင်ဘယ်လိုပုံစံမျိုးနဲ့နေထိုင်စားတောက်သွားရမလဲဘယ်လိုပုံစံမျိုးနဲ့လေ့ကျင့်သွားရမလဲဆိုတာအသေးစိတ်သိချင်တယ်ဆိုရင် March လ9ရက်နေ့မှာကျွန်တော်ရဲ့ FLM batch 8ဆိုတာရှိတယ်